လွမ်းတာနေသူမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့မိဘများရဲ့ဌာနေဟောင်းကိုဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောင်မှာကိုယ်တငယ်ချင်းငယ်ပေါင်းများနဲ့လာတာချိန်မှာကစားခဲ့ကြတဲ့ရွာလင်မြေဝိုင်းကလေးကိုပြင်းပြင်းမီအောင်မြန်သေးကလေးဝါခဏလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာဝေးရမြေတော်ရွာကလေးကိုဝေးမိတိုင်းလွမ်းတာနေသူမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့မိဘများရဲ့ဌာနေဟောင်းကိုဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောင်မှာကိုယ်တငယ်ချင်းငယ်ပေါင်းများနဲ့လာတာချိန်မှာကစားခဲ့ကြတဲ့ရွာလင်မြေဝိုင်းကလေးကိုပြင်းပြင်းမီအောင်မြန်သေးကလေးဝါခဏလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာတောင်းကံဖျားနဲ့တာရ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 ိတ်အောင်ဝါသအေးချမ်းလာတဲ့တို့ရွာသဘာဝလေခွင်းများစွာတောင်းကံဖျားနဲ့တာရ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 ိတ်အောင်ဝါသအေးချမ်းလာတဲ့တို့ရွာသဘာဝလေခွင်းများစွာလက်လုံးလက်သားတဝမ်းတစ်ခါမပူရပါဒီနံစိုက်ခင်ရိုင်းမင်းလို့ကူညီညာကိုရွာဒီပါကူအောင်ဝိုင်းလို့ချစ်ကြည်ရင်ဒီကျိုးဆောင်ရတာကိုယ်တငယ်ချင်းငယ်ပေါင်းများနဲ့လာတာချိန်မှာကစားခဲ့ကြတဲ့ရွာလင်မြေဝိုင်းကလေးကိုပြင်းပြင်းမီအောင်မြန်သေးကလေးဝါကနာလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာ